ဆယ်မိန်ဘာစုရတော့ စာတောင်းဆုံးစု ဟုတ်ပြီစာတော်ဆုံးစုဟမ်နောက်တစ်ယောက်အောင်စုရဘာစုရတော့ လက်ရည်လာဆုံးစု ဟုတ်ပြီလေးလာဆုံးစုအေလီကသမီးကဘာစုရတော့ အလှဆုံးစု အလှဆုံးစုဟုတ်ပြီဟိုဘက်လက်ချင်းဒီဘက်လက်ဟုတ်ပြီအလှဆုံးစုအတန်ဆင်းဆုံးစုဟမ်အိုက်စာဘာစုတော့ ကြောက်ပြေဆုံးစု ဘာစုတော့ ကြောက်အပြေဆုံးစု ကျောင်းပြည့်စုံအိုက်စာခြေတော့နာနေလို့ကျောင်းပြည့်တယ်ဟုတ်တယ်မလားသွားနောက်တစ်ယောက်ဘာစုတော့အာယူတုံတုံ တတာ အလက်တေဆုံးစု ဘာစုတော့ အလက်တေဆုံးစု တုံတော့ အလက်တေဆုံးစု သွားအဲ့ကျွဲဘာစုတော့ အစားနဲ့လုံးစု ဟုတ်တယ်အစားနေဆုံးစုမင်းကဘာကျွတ်စားတယ်ဒါစားမယ်ဆိုစားဟိုနေရာမှာလွဲစားတယ်ဒီနေရာမှာဆိုစားတယ်ဟုတ်တယ်မလား ဟုတ်ဗျာ ဟုတ်ပြီသွားဘာစုရတယ်သိလားဒီဘက်လန်မသူများတွေဘယ်လိုကြိတ်ထားလဲဆိုတာကိုမကြီးသူများတွေဘယ်လိုကြိတ်ထားလဲဆိုတာအဲ့လိုကိုကြောင်လာလေသူကအဲ့ဒါကြောင့်အပေါ်ဆုံးငပေါ်ကြီးဟုတ်တယ်မလားငပေါ်ကြီးသူ့ကိုကေကြီးအစားအကုန်နေတယ်နော်ဟုတ်တယ်မလားဟုတ်ပြီသွားအဲ့နေရာဘာစုတော့သူကကြောင်းလာတဲတုံးရင်တခါမှမကြည့်ပြဘူးဆရာတို့ဒီနှစ်ကုန်ခါနီးမှာပဲကညာအဲ့လိုကြီးတာအနေအေးဆုံးစုသွားဘာစုတော့မြေနာငိုနေရတယ်မလားစာတယောက်စီစားဆိုရင်သူ့လဲလော့လာရင်ငိုပြီးမဆိုတော့ဘူးရပြီးတော့ငိုပြီးဘာဆရာလဲသူဘာမှမပြောသူဟုတ်တယ်မလားခုတော့ငိုတော့မလားငိုတော့ငိုတော့ပါဦးပါတော့ကျောင်းပြင်း၍အိမ်ထိလိုက်ခေါ်ရဆုံးစုတဲ့လာနှိဝဲလော်စီသူ့အိမ်ထိလိုက်ခေါ်ရတာဟုတ်တယ်မလားအိမ်မှာငိုပြီးပြေးရလေကျောင်းမတက်ချင်ဘူးကျောင်းတက်ရရင်ကိုတက်သိမဟာလားသွား တာပြီးရမော မင်းတို့ဘာဖွဲ့နေတော့လူဆိုးဖွဲ့တွေ အလှဖျားပြီး ဘာလာဘာစုလဲအလှပြေဆုံးစုအဆိုးဆုံးစုဘာစုတော့လူဆိုးတွေဇိုးတွေဟမခဏပြောတဲ့လူဟမဘယ်နေရာဖြစ်ဖြစ်ငိုလန်သွားကြည့်ရင်သူပဲဘယ်သူလောက်တာလဲဆိုရင်ဟိုကောင်ပဲပြီးကြအတန်ဆူးဆုံးတဲ့ဆရာမရှိရင်အတန်းထဲမှာအော်နေတာသူပဲသူတို့၄ယောက်ပဲဟုတ်တယ်မလားရန်တွေ့ရင်ဘယ်သူတော့အိုက်လီဘယ်သူတော့အိုက်ဆန်ဘယ်သူတော့အိုက်ထူဘယ်သူတော့အိုက်ကျင်းဟုတ်တယ်မလားဟုတ်တယ်မဖဲဝါလို့အားလုံးကတီးကြမဖဲဝါလေးဒီကျောင်းပိုက်ခါနီးမှာပဲသူ့အိမ်ကလာခိုင်းတာသူ့ကိုတခြားစီကိုအလုပ်သွားခိုင်းတာလေကလေးလေးကို